အညိုရောင်မေပဲရွက်လေးတို့ရိုရှင်မီတိတ်ဆိတ်တဲ့အားလက်ချိန်တွေကငါအတွက်တိတ်လာတယ်။နေ့များစွာကြာရှည်ခဲ့တဲ့စာအုပ်ဆိုင်ဟောင်းလေးတွေသတိထားခြင်းမခံရတဲ့မြေလျှောက်ပန်းရိုင်းလေးတွေခက်ဟောင်းတေးသွားတချို့ရွက်ချောက်တန်ကျွေတချို့လမ်းမှာဆုံတဲ့ကြောင်လေးနဲ့စကားပြောနေတဲ့ငါကိုငါအတွက်ငါဝယ်တာဆိုပြီးအချိန်ခါမဟုတ်ပန်းတွေတည်လာတဲ့ငါကိုထူးဆန်းနဲ့တွေးနိုင်ကြပြီမဲ့အချိန်အများစုကိုတယောက်တည်းတိတ်ဆိတ်နေတာမို့လို့အထီးကျန်နေလို့ထင်နိုင်ကြပြီမဲ့ဘယ်သူသိနိုင်ကြပါမလဲဒီလိုရိုးရှင်းတဲ့တိတ်ဆိတ်မှုတွေထဲမှာငါဟာတိတ်ကိုပျော်ရွှင်နေခဲ့တာဒီနေ့အတွက်သဘောကျဆုံးမိန်းကလေးဟာငါပါပဲနောင်တရစရာတွေရှိနေရင်တော့အစကနေပြန်စားဖို့ငါကငါအားပေးအပြုံးလေးပေးမယ်ဘသူကမှငါကိုထိခိုက်နာကျင်စေခွင့်မပေးနိုင်ဘူးငါဘလောက်တောင်တမိုးထားရတဲ့မိန်းကလေးမို့လို့လဲချစ်တော်မိန်းကလေးရေဒီနေ့လေပျော်ရွှင်ရမယ်နော်